ဒါလောက်ကျယ်ဝန်းတဲ့တန်တရားပင်လေကြီးကိုဘာနဲ့ကူးမလဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကအပ္ပမဒေနအန္နဝံမင်းကိုဒီသတိထားဖို့လိုတယ်အပ္ပမဒဆိုတာကိုယ်စိတ်လေးဟာကုသိုလ်တရားပဲရောက်ရှိပြီးတော့နေတာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့မပြတ်သိနေတာတတိလို့ဆိုလို့ရပေါ့နော်အပ္ပမဒဆိုတာတတိပဲကမ္မဋ္ဌာန်းတရားအထုတ်နေတာကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့အာယုန်တွေနဲ့စင်စစ်မပြတ်တွဲဖက်ပြီးတော့ပေးနေတယ်စိတ်ဟာအာယုန်နဲ့တွဲဖက်နေပမာဒဆိုတာကြတော့ဘယ်လိုတော့ဆိုစိတ်လွတ်ကိုလွတ်ကာမဂုဏ်အာယုန်ကိစ္စတွေနဲ့ပဲစိတ်ကိုမျောထားလိုက်တယ်ကောင်းတဲ့ဘက်ကိုစိတ်ကူးတောင်မထဲဘူးကုသိုလ်ပဲစိတ်ကူးတောင်မထဲဘူးနော်ဩမာနာမသိမှစိတ်ကူးတဲ့တောင်မထဲဘူးပြောမယ်သွားမယ်